Happy birthday ပါချစ်သူပျော်ရွှင်စရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆန္ဒပြုပါတယ်။ကမ္ဘာလူရည်တန်းပေါင်း9000ကျော်အထက်ကမှမင်းခေါင်းခောက်ပြီးရွေးထားခဲ့တဲ့ကောင်းလေးတစ်ယောက်ရဲ့မွေးနေ့ဆန္ဒပြုတဲ့သတင်းစကားလေးတစ်ခုဆိုရင်တော့ပုံမှန်ပါလိမ့်မယ်ချစ်သူ။မင်းခေါင်းခောက်ပြီးရွေးချယ်ထားတဲ့ရွေးချယ်မှုကမှန်ကန်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ကောင်းလေးကလည်းထပ်တူထပ်မြဒီနေ့ဒီမေကိုချစ်နေသေးလို့ပါပဲ။ကောင်းလေးရဲ့ချစ်ကလည်းနဲ့ပုံမယ်လို့တော့ပြောလို့ရပါမယ်။တစ်ဆက်တည်းမှာပဲမွေးနေ့ကြာရောက်တဲ့ဒီနေ့မှာချစ်သူကိုမွေးဖွားတန်းဆင်ပေးခဲ့တဲ့ချစ်သူရဲ့မိခင်ကျွန်တော်ရဲ့ရောက်ခမယူလဲကျေးဇူးတင်တဲ့အကြောင်းဗီဒီယိုလေးနဲ့မှတ်တမ်းတင်ခွင့်ပြုပါ။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့မှာကအနာကျင်ဆုံးနဲ့မွေးဖွားတန်းဆင်ပေးတဲ့သူကချစ်သူရဲ့မိခင်ဖြစ်နေလို့ပါ။မွေးနေ့ရှင်ကိုကျေးဇူးတင်တယ်လို့မွေးနေ့ရှင်မိခင်ကိုလည်းတစ်ဆက်တည်းကျေးဇူးတင်ချင်ပါတယ်။ဒီနေ့မွေးနေ့မှာတောင်းစုပြုပေးလိုက်ခြင်းတဲ့အချက်တွေကတော့ချစ်သူဒီတမကပျော်ရွှင်ပါစေချစ်သူဒီတမကပူပြီးလှပပါစေချစ်သူဒီတမကပူပြီးကျမ်းမာချမ်းသာပါစေပိုရည်ကြီးတာတော့ချစ်သူဒီတမကသူ့ရဲ့ချစ်ခင်ပွန်းလောင်းလေးကိုပို၍ချင်နိုင်ပါစေချစ်သူမွေးဖွားတန်းစင်ထားတဲ့ကလေးလေးတွေကိုလည်းတာ၍ကောင်းသောလမ်းပြသွန်သင်ပေးတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါစေချစ်သူရဲ့တန်မွေးဝမ်းကြောင်းဖြစ်တဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းယောဂရှောက်ဖွေးလုပ်ငန်းကျမ်းမာရေးနဲ့ပတ်သက်တဲ့စေခန်းလုပ်ငန်းတွေမှာလည်းဒီထက်မကတာ၍အောင်မြင်ပါစေဒီထက်မကလူနာတွေကိုအကောင်းဆုံးသောပံ့ပိုးမှုပေးနိုင်ပါစေလို့ဆန္ဒပြုရင်းဒီနေ့ရဲ့ birthday wish လေးကိုဆုံးသက်ခွင့်ပြုပါ Happy birthday ပါချစ်သူပြီးတော့ဖျားရှိလူရှိမှတာ၍မျက်နာရတော့အတိတ်ပဲရှိသောလူဘဝတွေကိုဖော်ဆောင်ပေးနိုင်တဲ့အမျိုးသမီးကောင်းတစ်ယောက်ဖြစ်ပါစေလို့ဆန္ဒပြုရင် I love you and God bless you